ပြင်ဦးလွင်မြို့အောင်စပယ်ရွှေဆိုင်ထပြမှုတရားခံ9ဦးတေတံချမှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်ကအောင်စပယ်စိန်ရွှေရတနာဆိုင်ထပြတိုက်မှုမှာပါဝင်ခဲ့သူတရားခံ9ဦးကိုပြင်ဦးလွင်ခရိုင်တရားရုံးကတေတံချမှတ်လိုက်တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ဟာ2025ခုနှစ်နိုဝင်ဘာ12ရက်နေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးရွှေဆိုင်ဖွင့်ရန်ပြင်ဆင်နေချိန်မှာဆိုင်ကယ်စီးလာတဲ့အမျိုးသား2ဦးကတင်းနဲ့ကင်ဆောင်ပြီးဆိုင်တွင်းဝင်ရောက်ကရွှေတဲ့ပစ္စည်းတွေကိုလူယူခဲ့တာဖြစ်ပါတယ်။ဓမြတွေထွက်ပြေးဖို့စ조사ချိန်မှာဆိုင်လုံခြုံရေးဝန်ထမ်းအသက်58နှစ်အရွယ်ဦးစိန်ဝင်းကတားဆီးခဲ့ရာတင်းနဲ့ပစ်ခတ်ခံရပြီးတေဆုံးခဲ့ပါတယ်။အဲ့ဒီနောက်အနီးဝန်းကျင်ကပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့်ထပြတအုပ်ကိုဖမ်းဆီးနိုင်ခဲ့ပြီးနောက်ပိုင်းစုံစမ်းဖော်ထုတ်မှုတွေကနေအမှုနဲ့ဆက်ဆက်သူတွေကိုထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။တေတံချမှတ်ခံရသူတွေကတော့အောင်မျိုးနိုင်ခ EC မျိုးလင်းထုံးခမျိုးကြီးခသားငယ်ဆိုင်းကြည်သူခဖတ်တီးအောင်ကိုတက်ခရာဇာစန္နာဦးတို့9ဦးဖြစ်ပါတယ်။သူတို့ကိုရာဇသက်ကြီးပုံမှ396အရလူတက်မှုနဲ့အတူဓမြမှုကျူးလွန်ခဲ့တာကြောင့်တေတံချမှတ်ခဲ့တာဖြစ်ပါတယ်။အောင်စပယ်ရွှေဆိုင်နဲ့ဆက်ဆက်သူတွေအဆိုပါဖွဲ့ဟာမန္တလေးနဲ့မြကြီးနားမြို့တွေကရွှေဆိုင်တချို့မှာလည်းဓမြမှုတွေကျူးလွန်ခဲ့ကြောင်းစစ်ဆေးတွေ့ရှိထားပြီးအချို့မှုတွေဆက်လက်စစ်ဆေးနေစေဖြစ်ပါတယ်။တေဆုံးခဲ့တဲ့လုံခြုံရေးဝန်ထမ်းဦးစိန်ဝင်းရဲ့မိသားစုကိုလည်းရွှေဆိုင်ဘက်ကကျပ်300ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်အပြီး2026ခုနှစ်အတွင်းမှာလည်းပြင်ဦးလွင်မြို့ကမေစိန်ရွှေရတနာဆိုင်နဲ့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်ကမီလီယံနာရွှေဆိုင်တို့မှာလည်းဓမြမှုတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။